guys အနာဒီနေ့မှာတော့ဒီ blind bag လေးကိုဖောက်ပြသွားမှာဖြစ်ပါတယ် let's go ဖောက်မယ်ပေါ့နော်အရင်ဆုံးအဲ့ဒါလေးကိုကကြီးနဲ့ညှပ်ပါမယ်ကဲမှာပေါ့နော်ညှပ်ပြီးသွားပါပြီညှပ်ပြီးသွားရဆိုတော့ဒီမှာပေါ့နော်ဒီလိုလေးရှိရပေါ့နော်အဲ့ဒါလေးကိုဆွဲပါမယ်ဒီမှာပေါ်လာပါလိမ့်မယ်ဒီလို blind bag ဒီလိုပေါ်လာပြီဆိုအဲ့ဒါလေးညှပ်မယ်ပေါ့နော်အဲ့ထဲမှာကတ်လေးပါညှပ်ပြီးတော့ဆိုဒီထဲမှာပေါ့နော်ဒီလိုလေးတွေးလိုက်မှာပေါ့နော်ကတ်ကြည့်မယ်ပေါ့နော်ကတ်ယူကြည့်မယ်အဲ့ဒါအလိုချင်ဆုံးမပြောရသေးပေါ့နော်အဲ့ဒါလိုချင်ဆုံးကအနာတို့ဒီပပိုးလေးလိုချင်တယ်ပပိုးရဲလို့ရဲကြီးရလေးပေါ့နော်ဒီ3ခုပါ okay let's go ကတ်ကြည့်မယ်ကတ် you got 1 2 3အဖားလေးလေရဲလိုလေးပါသွားပါတယ်ဒီမှာပေါ့နော်ယေးအရန်ပြောပါတယ်ကူရှီလေးရပြီပေါ့နော်ဒါပေါ့နော်ကဲအမမပန်း